မှန်တယ်တေမတော့ဘယ်လို့မှပြင်လို့မရတော့ဘူးဆိုတာသဘောပေါက်နားလည်ဖို့ရလိုအပ်တယ်လူကတေပြီးမှပြင်လို့ရတာတခုပဲရှိတာအခေါင်းတလားပဲရှိတာဖြစ်ပါတယ်ချစ်တော်မိတ်ဆွေတို့ဒါကြောင့်နေကွယ်ချိန်သာရှုလို့လာတယ်တဲ့လူကွယ်လွန်ချိန်ကိုရှုလို့မဆန့်တဲ့ရင်ဘတ်တွေကြီးပဲပိုင်ဆိုင်ထားကြတာမဟုတ်ဘူးလားနေကွယ်နေဝင်စည်းစာချိန်ကြည့်ရင်တော့အင်မတန်မှရှုလို့ကောင်းတယ်နော်ပင်လေမျက်နှာပြင်ပေါ်မှာနေလုံးကြီးဝင်သွားတယ်ကြည့်လို့အင်မတန်မှတောင်ဆွဲတောင်တန်းအောက်မှာနေလုံးကြီးကွယ်သွားတဲ့အချိန်နေဝင်စည်းစာချိန်ကတိတ်ကိုရှုလို့ကောင်းတယ်ဒါပေမဲ့လူကွယ်လွန်ချိန်ဆိုရင်ရှုလို့မဆန့်တဲ့ရင်ဘတ်တွေကြီးပဲပိုင်ဆိုင်ထားတာဖြစ်တယ်တချို့ဆိုရင်အင်မတန်မှနှစ်ကာချစ်တဲ့တန်ရောစင်ရှိတဲ့သူတယောက်သူ့ရှေ့မှာဆုံးသွားမယ်ဆိုရင်ယင်ထုမနာခံစားလို့ကိုမကုန်နိုင်တော့တဲ့နှလုံးသားမဆန့်ဘူးရင်ဘတ်မှာအဲ့ဒါလိုမျိုးလူသားမျိုးတွေဖြစ်တယ်ဒါကြောင့်မသေးခင်ပြင်ရမှာဖြစ်တယ်လူတချို့ရဲ့မကောင်းတဲ့အကျင့်ကသေမပျောက်တာရှိတယ်လို့လူတချို့ရဲ့မြင့်မြတ်တဲ့အကျင့်ကလည်းမသေးခင်မှာပြင်ပြီးသားဖြစ်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော်နေ့စဉ်နဲ့ထိတွေ့လေသမျှအားလုံးမှာအမားနဲ့မကင်းတဲ့လူသားတွေဖြစ်တယ်သို့တော်လည်းပဲမသေးခင်တော့ပြင်ကိုပြင်ဖို့လိုအပ်တဲ့အရာတွေရှိတာဖြစ်တယ်ဒါကြောင့်လူတချို့ကသူ့ရဲ့မကောင်းတဲ့အကျင့်သိပါရဲ့နဲ့ရှိပါရဲ့နဲ့ဖြစ်ပါရဲ့နဲ့ဒါကိုမမှုဘဲနဲ့လိလျူရှုပြီးမှဒီတိုင်းထားတတ်တာဖြစ်တယ်ဒီလိုလူစားမျိုးကပါလေသေမပျောက်တယ်သူသေမပဲဒါလည်းပျောက်သွားတယ်အဲ့လိုမဖြစ်ရဘူးချစ်တော်မိတ်ဆွေလူတစ်ယောက်ရဲ့မြင့်မြတ်တဲ့အကျင့်ဆိုတာကမသေးခင်မှာပြင်ပြီးသားဖြစ်ရပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေအသက်တာမှာခရိယန်အသက်တာအတွက်ဘာကိုပေါ်ပြတယ်လဲဆိုတော့ဂျေဇုတော်အလွဲသုံးစားပြုတဲ့ခရိယန်ဟာအင်္ဂလိပ်လိုကတော့ misuse of grace ဂျေဇုတော်ကိုအလွဲသုံးစားပြုတဲ့ခရိယန်ကဖျားကိုပဲခိုင်းစားတယ်ကိုယ်တိုင်ကတော့ဘာမှမပြုတ်မပြင်းမစေမချင်းဖျားလုပ်ပေးမယ်ဖျားရဲ့ဂျေဇုတော်ပဲဖျားလုပ်ပေးလိမ့်မယ်ဒီတိုင်းပဲကျွန်တော်တို့ကဖျားကိုပဲခိုင်းဖတ်လို့ထားတတ်ကြတာဖြစ်တယ်အင်မတန်မှမှားတာဖြစ်တယ်ချစ်တော်မိတ်ဆွေတို့ဂျေဇုတော်အလွဲသုံးစားပြုတဲ့ခရိယန်ကဖျားကိုပဲခိုင်းစားတယ်ကို့မှာပြုတ်ပြင်เสียကြင်ကြံเสียဆင်ချင်းเสียတုံးတက်เสียမွန်းမှန်เสียကိုကိုယ်တိုင်လုပ်ရမယ့်ကိစ္စတွေအများကြီးရှိတာဖြစ်တယ်ဒါကြောင့်ပဲကျွန်တော်တို့ဂျေဇုတော်ကကျွန်တော်တို့တဖန်တစ်ချိန်တစ်ခါခေါ်ထားပြီးသားဖြစ်တယ်အဲ့ဒီဂျေဇုတော်မှာကျွန်တော်ကတိုးပွားများပြားဖို့ဖြစ်တယ်စုပ်ယုပ်ဖို့မဟုတ်စုပ်ယုပ်တဲ့အသက်တာကမိမိကိုယ်တိုင်ဘယ်တော့မှပြုပြင်ဆင်ခြင်းတုံးတက်မွန်းမှန်ခြင်းမရှိတဲ့အသက်တာကိုပြောတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ခရိယန်အသက်တာဖြစ်နေလင့်ကစားဖခင်ရဲ့သားသမီးကိုဖခင်ရဲ့သားသမီးတွေလို့ခေါ်နေလင့်ကစားကျွန်တော်တို့ကဂျေဇုတော်ကိုအလွဲသုံးစားပြုခြင်းဆိုတဲ့ကိုကိုတိုင်ကပြုပြင်ဆင်ခြင်းမွမ်းမံခြင်းဘာမှမရှိဘဲနဲ့အရာရာအလုံးဖခင်လုပ်ပေးလိမ့်မယ်ဖခင်ကိုပဲကျွန်တော်တို့ပုံချထားတဲ့အသက်တာမျိုးဂျေဇုတော်အလွဲသုံးစားပုဂ္ဂိုလ်လို့ခေါ်ဆိုခြင်းဖြစ်တယ်ဒါကြောင့်ပဲကျွန်တော်တို့ကျွန်တော်တို့နဲ့အနီးဆက်ဆုံးဗုဒ္ဓဘာသာပေါ့နော်ဒီဗုဒ္ဓဘာသာတရားမှာကြည့်တဲ့အခါမှာဗုဒ္ဓကိုယ်တိုင်ဟောကြားထားတဲ့သေခြင်းတရားနဲ့ဆက်ဆိုင်တဲ့အရာကိုကျွန်တော်အနေနဲ့အနည်းငယ်ကိုပါလေ့လာသုံးသပ်ပေါ်ပြလို့ချင်းဖြစ်တယ်ဒီမှာအင်မတန်မှကောင်းတဲ့အချက်ဖြစ်တယ်တတ္တဝါတွေရဲ့သေခြင်းနဲ့ပတ်သက်ပြီးမှဒီဘုရားဟောကြားတဲ့တရားမှာဘယ်အသက်အရွယ်မှာသေမယ်ဆိုတာကိုမသိရပါတဲ့ဘယ်အနာနဲ့သေမယ်ဆိုတာကိုမသိရပါဘယ်အချိန်မှာသေမယ်ဆိုတာကိုမသိရသလိုဘယ်တုတ်တန်မှာမြုပ်နှံခြင်းခံရမယ်ဆိုတာလည်းမသိရတဲ့လူသားတွေဖြစ်တယ်မှန်တယ်ဒါကြောင့်ပဲကျွန်တော်တို့မှာအနီးဆက်ဆုံးဘာသာတရားတွေမှာလည်းပဲသေခြင်းတရားနဲ့ပတ်သက်ပြီးမှကျွန်တော်တို့လေ့လာဆင်ခြင်စေရအောင်များစွာရှိနေတယ်ဆိုတာကိုလက်တကမ်းမှာဒီလိုရှိနေတာတွေ့ရခြင်းဖြစ်တယ်ဒါကြောင့်ပဲကျွန်တော်တို့မသေးခင်ပဲပြင်ရမှာဖြစ်တယ်မသေးခင်ပဲသိရမှာဖြစ်တယ်ဒါကိုကျွန်တော်ဒီကနေ့အသက်တာမှာဆင်ခြင်ဖို့ဖြစ်တယ်